ကိုကလေးလေးရောက်တယ်ပြီးသွားလို့ရှိရင်ဒါကတော့သမစ်ပိုင်စုကနေပြီးတော့အစ်မွိုင်းချာအစ်ပေါ့နော်သမစ်ပိုင်စုကမွိုင်းချာအစ်လေးရောက်ပါတယ်သမစ်ပိုင်စုကမွိုင်းချာအစ်လေးရောက်တယ်ပန်တင်းက miracle serum တော့ collagen လေးပါ repair လေးဖြစ်တယ်ပြီးတော့ smooth လေးဖြစ်တယ်ပေါ့နော်ဒီပန်တင်းကဒါလေးရောက်ပါတယ် L'Oreal က day cream လေးရောက်ပါတယ် Novo cushion လေး baby မိုင်းရေမှုရလေး4ရောင်လုံးရောက်တယ်နော်4ရောင်လုံးရောက်တယ်ဒီမှာ2ရောင်ပဲပြရသေးနောက်ထပ်2ရောင်ထပ်ပြမယ်ဒါကနောက်ထပ်2ရောင်ပေါ့နော်ဒါလေးရောက်ပါတယ်ပြီးရင်လေအစီပြန်တာလုံးဝမကြိုက်တဲ့သူတွေအတွက်စီစုပ်တဲ့စက်ကူပေါ့နော်စုပ်တဲ့စက်ကူလေးရောက်ပါတယ်တဒန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 ်ဒါလေးပါ ANUA ကတိုနာနာမည်ကြီးပဲဈေးလဲကြီးရယ်နာမည်လဲကြီးရယ်ပေါ့နော်ဈေးကြီးရအောင်ဘူးကြီးဝယ်လိုက်ပြီးတော့ကိုနဲ့မတင်နှမျောဖို့ကောင်းပြီအဲ့တော့တိတိလေးဆမ်းမယ်ဒါလေးတိတိလေးအမေပိုင်စုရဲ့ best seller secret လေးဒါလေးရောက်ပါရဲ့ရမ်းလေးလိုကောင်းနေပါနီလေးရှမ်ပူပေါ့နော်ဒါ horse oil ပေါ့နော်ဒီ horse oil နဲ့လုပ်ထားတဲ့ shampoo horse oil နဲ့လုပ်ထားတဲ့ shampoo ဆိုရင်နာမည်ကြီးနေရလေးရောက်ပါတယ်။အဲ့နော် watch chain လေးတက်တာရဲ့ cleaner m လေးရောက်ပါတယ်။ခိုင်စုရဲ့ midnight twin လေးပါ။အားကြတော့ jewel brightening booster လေးရောက်ပါတယ်။ booster လေးရောက်ပါတယ်။ဒါအစ်စ်လေးပေါ့။နေလောင်ထားရဲ့အသားရည်အတွက် feminine wash ထဲမှာတော်တော်လေးကောင်းတဲ့ fan fresh လေးရောက်ပါတယ်